ခိုင်မှာပလောဝပါဝန်စင်ကာမှုတွေကိုအာခပိသူတွန်လရီဆိုရာကတင်ပေးထုတ်ရှုထားပြီးဥပဒေစုမှုတွေဒရက်စီယုံတွေဒေတာဖွံ့ဖြိုးရေးနဲ့လူမှုရေးလုပ်ငန်းတွေကိုလည်းလှုပ်ဆောင်နေကြကိုတည်ရှိရပါတယ်။ယပိကအာခဒေတာတွန်းမှာပညာရေးကျက်မာရေးဝန်ဆောင်မှုတွေပါဝန်လူမှုရေးလုပ်ငန်းတွေကိုလည်းစိုက်ဖန်ရတဲ့ပူပေါ်ပြီးလှုပ်ဆောင်နေကြကိုတည်ရှိရပါတယ်။ရအထင်မှာအာခပိသူတွန်လရီဆိုရာအောက်မှာမွတ်စလင်လူမျိုးတွေနေနဲ့ဇာဘအခက်ကတကနေဇာဘမှုပူပေါ်ပါဝန်ငယ်လေးဆဆနဲ့ပတ်သက်ပြီးအကျဉ်းတော်ပြပြလို့ဆိုပါဓမ္မစုံနေနဲ့အဲ့ကိုနာမည်နဲ့တာဝန်ထွက်တဲ့အပိတ်ကိုတော့ problem ပြပဲကျွန်တော်နာမည်မောင်မောင်ရှိပါကျွန်တော်မွတ်စလင်တွေရောရုံမှာဆလုံးကိုင်ပါဟုတ်ရဲ့ဒီမွတ်စလင်တွေရုံမှာဒီအဲ့ကိုအနေနဲ့ဇာရာတီကိုလှုပ်ဆော့ပါလေကျွန်တော်မွတ်စလင်တွေရောရုံမှာဆိုရင်ဒါရစီရုံတွေအပိုင်းတိဟောမလဲတော့ဆိုလဲလောင်မြောအမှုမျိုးအဖြစ်ရေးပိုင်အမှုတိရှိပါတယ်ရေးပိုင်မှုဆိုရေးနဲ့ပိုင်ပါတယ်ဒီလဲပိုင်နဲ့ဆိုင်ပါလေဒါရစီရေးပိုင်နဲ့ပတ်သက်လို့ pressure တွေကဒါပေမဲ့ခါကေတီကြောပါလေခါကေတော့ခါကေရှိပါတယ်အလုံးဒါရစီမှာတချို့အမှုလေးကအပေပေလေးနဲ့ဆုံးပေးလို့ပါတယ်တချို့မှုလေးကခါကေရှိပါတယ်ခါကေရှိကျွန်တော်အထာအရာရှိနေနေတိုင်းပြီးခဲ့ကျွန်တော်ရုံမှာရှိကွန်ပျူတာဝန်အားလုံးသူနဲ့ကျွန်တော်အထာညွန်ကရှာနဲ့ဒီမှာကျွန်တော်ရုံးလေးမှာရှိမွတ်စလင်ပြည်ရုံးဖွဲ့ဆိုင်များနဲ့ညီနိုင်ပြီးညအခါကြီးဒီကိုတော်ပြဖို့တော့ညီနိုင်ပြီးဖိဆောင်လေးရှိပါတယ်ဒီအားကဘုဒ္ဓတော်လည်းဆိုတော့အရှုမှုတိအောက်မှာမွတ်စလင်တိကတဲ့တော့ခေါ်ရရှိပါလားဟုတ်ပါတယ်အခါပြီးသူဆိုတော့ကျွန်တော်မွတ်စလင်တိကိုတညီတသတိဖက်အောင်လုပ်ပြီးဆိုလို့ရှိပါတယ်တွေ့တော့မခွေကားပဲနဲ့အားလုံးတညီတသတိလုပ်ပြီးဆိုတယ်လုပ်ပြီးတော့ရှိပါတယ်မိတဲ့ပိုင်မွေးပါခွဲခွဲတော့မရှိပါအရင်စိုက်ကုတ်စကားတုန်းကဆိုရင်ကျွန်တော်တို့အင်တာနက်ငါမခရီးကိုကြော်လုံးတော့ပါနေကြုံမှုနဲ့ဖမ်းပြီးထောင်နိုင်ခွရှာဒီပုံစံလေးတစ်ခုယူဖို့ဆိုရင်ကျွန်တော်တင်ကသင်္ကန်းနဲ့နှစ်သိန်းပဲဝင်ကြလောက်ကုန်ပါတယ်ရရှိမှာရောက်တာပေတော့ပါသည်ပေပါလောက်ဖို့ဆိုကတော့မနေပါဒါရယုံတာကြီးအင်တိုင်းခေါ်တော့ကျွဲပတ်ပါတယ်ပရိုဘူးတွေကျော်လို့တီဖိုင်ဒီနေဘောပြတ်တယ်ရှိပါတယ်ဒါပေမဲ့လက်ပြလိုက်ကောမြပါတယ်ဖိစာနဲ့မှစကားပြောတယ်ဖိစာမရှိဘဲနဲ့စကားမပြောပါဖောက်ခနဲ့ဆိုရင်ကြည့်ပြရှုပ်တဲ့သုံးပလိုက်ဖို့ပုံမှန်မျိုးတဲဖို့ရောက်ပိုင်ပုံစံမျိုးဒီကျွန်တော်ဒီကွန်ပျူတာဆိုဒီမြန်နော်ဒီရှိကြပါတယ်ဒီစကားလေးကပိတ်ဒီမှာဘယ်မျိုးပူပေါ်ပါဝန်လို့ဆိုတာအဲ့စနဲ့ပတ်သက်လို့အဲ့ကိုအနေနဲ့ဘယ်မျိုးခင်စားရပါလဲကျွန်တော်တို့ကောက်ဝင်သွားပါတယ်ပီတီလေးဖက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာကျွန်တော်မွတ်စလင်လူမျိုးတွေနဲ့ပူပေါင်းလုံးစုံလေးရှိပါတယ်ကျွန်တော်ဒီအရခတ်တက်တဲ့ပူပေါင်းပြီးတောင်းတန်းတာပြီးရေဘော်ဒီလေးရှိပါတယ်ဝန်ထမ်းတွေကမျိုးရှိပါတယ်ရာဒူဘိုးရာစီနီယာနဲ့ကိုတာဝန်ထမ်းဆောင်လေးရှိပါတယ်သူတို့လေးဝင်စားခဲ့ပါတယ်တာဝန်ထမ်းဆောင်တော့ကျွန်တော်လေးကပဲ main prepare ဒါပေမဲ့မောဇာပဲလေဘိုးကျွန်တော်ကပြောတယ်တာဝန်ထမ်းဆောင်ဒါပေမဲ့ကျော်တော်တော့မခွေးကစီနီယာတိုင်းပဲလော်ရီ